တင်တောင်းငွေ3သိန်းနဲ့ငါမိထွေးကစာရာချမ်းပြီးမိမကျိန်စာမိနေတဲ့လူတယောက်စီငါ့ကိုအတင်းပေးစားလိုက်တယ်ဟာပြည့်ပြည့်စုံစုံ3သိန်းတောင်ရတာဆိုတော့ငါတို့သားလေးရှောင်ပေါင်မိမယူဖို့အိမ်စရန်ငွေကတော့ရသွားပြီပေါ့ညီငါ့ကိုစိတ်မဆိုးပါနဲ့နင့်မောင်ကဒီနှစ်ဆို25ရက်ရောက်နေပြီလေဟိုဘက်ကမိန်းကလေးက3သိန်းရမှယူမယ်ဆိုပြီးစွပူစာနေလို့ပါညီကလည်းငါမွေးထားတဲ့သမီးရင်းမဟုတ်တာငါပဲဆယ်စုနှစ်တစ်ခုကျော်အောင်ကျွေးမွေးဆောက်ရှောက်လာတာပဲဒီကျေးဇူးကိုညီပြန်ဆက်ရမှာပေါ့လူမိသားစုစီက3သိန်းကငါကက်ထဲဝင်လာပြီးညီဟိုဘက်ရောက်လို့တကယ်ပဲသူနဲ့တမတက်လို့တခုခုဖြစ်သွားရင်တော့လူမိသားစုရဲ့ချွေးမပဲဖြစ်မှာယောက်ျားနောက်ပါသွားတဲ့သမီးဆိုတာတုံပစ်လိုက်တဲ့ရေလိုပဲအိမ်ကိုတော့လာပြီးနိမိတ်မရှိတာတွေလာမလုံးနဲ့ကြားလားကြားပါတယ်မြင်းကြီးစီးပြီးပြေးပြီးဟေးဖေးမြန်ပြေးနေကြီးလာရင်ဖေသမီးအတွက်အရက်ရှိချောမောနဲ့သမီးကိုတဘောအလုံးကောက်ွယ်ပေးမယ်ယောက်ျားကောင်းတစ်ယောက်ရှာပေးမယ်ဟာအဲ့ဒီနောက်ပိုင်းသူစီးပွားရေးလုပ်တော့ရှယ်ယာရှင်ကလိန်ပြေးသွားလို့အကုန်ပြောင်းသွားတယ်ခြေလောက်လည်းမတတ်မစွမ်းဖြစ်သွားတော့အဲ့ဒီစကားကိုဘယ်တော့မှထပ်မပြောတော့ဘူးအိုဒါလေးကိုမြန်ဝှက်ကြည့်စမ်းပါဒါကငါကုံတိုက်ကိုအထူးတလဲသွားပြီးညီးအတွက်ရွေးပေးထားတဲ့မော်တဲ့အစ်စ်နော်ဒီထဲမှာဘာတွေလဲဘာလဲညီးကနှာခေါင်းရှုပ်နေတာလားအိမ်မှာညီးအတွက်အကောင်းစားတွေဝယ်ပေးဖို့ပတ်စံပဲရှိမလဲအတွင်းထဲမှာအဝတ်စုပ်တွေနည်းနည်းထည့်ပြီးပုံစံလေးဖောင်းနေအောင်လုပ်ထားတာအပြင်ကကြည့်ရင်တော်တော်လေးရိုးတယ်လို့ထင်ရပေမဲ့အတွင်းထဲမှာဘာရှိလဲဆိုတာဘသူကလိုက်ကြည့်နေမှလဲဒီလိုစောင်းတွင်းကြီးမှာဒါကိုဝေးရတာကစက်ကူတလောပတ်ထားတာနဲ့ဘာထူးမှလဲလူမိသားစုစီရောက်ရင်လဲဝဲနေဦးအပြစ်အနာစားတွေသူများရိပ်မိမသွားစေနဲ့အိမ်ကိုပြန်လာပြီးဆင်းရဲတွင်လာမကြီးနဲ့ဦးလူရန်ကစားတာတော်တော်ကျန်းတာသူအရင်စစ်ဆက်ထားတဲ့မိန်းကလေး2ယောက်လုံးဒုက္ခရောက်ကုန်ကြတယ်ညီးသွားတာကကန်ဆာတာအပြောင်းလဲဖြစ်အောင်သွားတာပဲနှင်းမောင်အတွက်အကျွေးဆက်ပေးတယ်လို့ပဲသဘောထားလိုက်ဒီယာဒီဦးလူဆိုကြီးကလည်းလွန်ခဲ့တဲ့အပတ်ကတင်လမ်းကကောင်းနေသေးတာအခုတော့ဒီလောက်တောင်အေးခဲနေပြီးကားတာတိမ်မောက်သွားရင်ငါဒီ6ထဲပြုတ်ကျသွားမှလားဒီလိုမျိုးပဲငါရဲ့အနှစ်20ကျော်ဒုက္ခများလာတဲ့ဘဝကြီးပြီးဆုံးသွားမှလားငါသမီးလေးကိုထိခိုက်ပြီးတော့မလို့နေမကြောက်နဲ့နော်ဖေမောင်းပါမယ်အခုတော့သမီးကိုဘေးမတီရန်မခပဲပို့ပေးနိုင်ခဲ့ပြီးအိုရောက်လာပြီပဲဒါကစာရာချမ်းပြီးမိမကျိန်စာမိနေတယ်ဆိုတဲ့လူရလားသူကဘာလို့ဒီလောက်တောင်ရုပ်ချောနေရတာလဲမျက်ဝန်းတွေကလည်းဘာအညစ်အကြေးမှမရှိပဲတန်ရှင်းနေတာပဲအဖေနှင်းတွေဒီလောက်ကျနေတာလမ်းကလည်းတွားရလာရခက်ခဲမှာပဲတောက်လျှောက်ပင်ပန်းလာခဲ့ပြီနော်အေးဒီကလေးကငငယ်ကလေးကအခန်းထဲမှာပဲစာအုပ်ဖတ်နေတာလက်ဖြံမှစက်သားလောက်တောင်အားမရှိဘူးတစ်တာတလုံးကိုတော့အနိုင်မှုအဖေရေတော့ရေရမယ်တစ်တာဘီကကတ်နေလို့ပါကျွန်တော်ပဲလှုပ်လိုက်ပါမယ်အပြင်မှာလေတိုက်တာပြင်းလို့လက်ကိုအိတ်ကက်ထဲထည့်ပြီးနှွေးအောင်လှုပ်ထားလိုက်ပါအခုပဲအိမ်ထဲဝင်တော့မှအိမ်ထဲမှာမီးဖို့ရှိတော့နှွေးထွေးရှိမှာပါအင်းပါခမဲခမက်အပြင်မှာအေးခဲလာခဲ့မှာပဲမြန်ကျက်စွပ်ပြုတ်ပူလေးတစ်ခွက်တောက်ပြီးကိုခန္ဓာကိုနှွေးအောင်လှုပ်လိုက်ဦးကြက်ပေါင်လားမောင်လေးမွေးပြီးကလေးကကျမကြက်ပေါင်လုံးဝမစားခဲ့ရတော့ဘူးစားဖို့နေတာအနံ့တောင်အနံ့မခံဘူးမင်းစားပါနင်းရှင်စားပါရှင်ကအရန်ပက်စားရလဲကိစ္စမရှိပါဘူးငါတို့အိမ်ရောက်လာပြီးပဲသမီးစားဖို့တောက်ဖို့အတွက်ချိုးတဲ့စရာမလိုပါဘူးခမက်ရဲနင်းကငငယ်ကလေးကအိမ်မှာအကြမ်းပတဲ့အလုပ်တွေပဲလုပ်လာတာအစားတောက်ဆိုရင်တော့ညစရာမလိုပါဘူးတိတ်ပြီးပိန်လို့ပါသမီးစားပါအိုးထဲမှာလည်းကြံသေးတယ်ငါတို့အိမ်ရောက်လာပြီးပဲသမီးစားဖို့တောက်ဖို့အတွက်ချိုးတဲ့စရာမလိုပါဘူးအော်သူများရဲ့ဂယုစိုက်ကျင်နာမှုကိုခံရတာဒီလိုခံစားချက်မျိုးပါလားသူများရဲ့ဂယုစိုက်ကျင်နာမှုကိုခံရတာဒီလိုခံစားချက်မျိုးပါလားခမက်ရေဒီလောက်ရာဒီဥတုကအေးခဲပြီးလန်ခီကလည်းမကောင်းတာဒီညတော့အိမ်မှာပဲတညအိတ်လိုက်ပါဦးမနက်မှပြန်ဖို့မဟုတ်တာအိမ်မှာလည်းအလုပ်တွေအပုံလိုက်ရှိသေးတာလူမရှိလို့မဖြစ်ဘူးကျွန်တော်မြန်ပြန်မှဖြစ်မယ်ဒါဆိုရင်လေဒီမြေကျက်ဥပြုတ်ပြီးသားတအိတ်ကိုအိမ်ကကလေးတွေမြည်ဆန်းဖို့ယူသွားလိုက်ဦးကိုအိမ်ကကြက်တွေဥထားတာမို့အယမ်းမွေးတာဒါဆိုရင်တော့အာနာစရာကြီးပဲကျွန်တော်ယူသွားပါမယ်နင်းမလိုက်ပိုးနဲ့တော့နောက်ဆိုဒါကသမီးရဲ့အိမ်ပဲမိဘအိမ်ကိုတိတ်ပြီးတန်ရောစင်မတွင်နဲ့တော့အင်းအဖေနင်းဒါလေးယူထားလိုက်ပါအဖေကဖုန်းနဲ့ပတ်စံလွှဲတာတိတ်မတက်လို့ဒီလက်ငင်းပတ်စံလေးကိုတင်ထားပြီး3ပါနင်းမိထွေးကိုတော့သွားမပြောနဲ့အုံတော်ပြန်တော့အပြင်မှာအေးတဲ့အဖေကအတုံးမကျလို့သမီးကိုမကာကွယ်ပေးနိုင်ခဲ့ဘူးအဖေကတော့စိတ်မဆိုးပါနဲ့သွားပါပြီအခုမှတိသွားပြီအဲ့ဒီထူလေးရှိလာပါတယ်ဆိုတဲ့အဝတ်ဆောင်တွေထဲမှာအဝတ်စုပ်တွေနဲ့သတင်းစာအဟောင်းတွေပဲဖြည့်ထားတာရောက်ခမကငါတို့မိသားစုကလိန်ညာပြီးလက်ထက်တယ်လို့ထင်သွားမှာပဲငါ့ကိုအိမ်ကနေမောင်းထုတ်တော့မှာပဲအိုဖျားသခင်ရေသမီးကလည်းဘသူကများအိမ်အောင်ကြခါစားချွေးမတစ်ဆက်ကလေးကိုဒီလိုဆောင်းတွင်းအေးကြီးမှာရေအေးနဲ့ပကံဆေးခိုင်းလို့လဲရေနွေးဆက်ကဘေးနားတင်ရှိတာကိုဒီဘက်ကိုလှည့်လိုက်ရင်ရေနွေးထွက်လာတာပဲမိကျမလုံနိုင်ပါတယ်ကျမအိမ်မာတော့ကလည်းနေတိုင်းဒီလိုအလုပ်တွေကြီးပဲလုပ်ခဲ့ရတာပါအခုတို့တွေများလိုက်တာဒီလောက်လိမ္မာတဲ့သမီးလေးကိုဘလို့တောင်ရဲဆက်ခိုင်းရတာလဲကဲရေကိုမထီနဲ့တော့အခန်းထဲဝင်ပြီးလူရက်နဲ့စကားသွားပြောချေဒါတွေကငါအလုပ်ပဲငါတို့အိမ်မှာရေနွေးဆက်တက်ထားတဲ့ပကံဆေးရင်ရေနွေးနဲ့ဆေးပါမှတ်ထားတော့ဒီနေ့ကသမီးတို့ရဲ့မင်္ဂလာဦးနေ့ပဲဒီဖျောင်းနိုင်ဒီကိုတော့မရှိမဖြစ်ထွန်းရမယ်လူရက်ရဲ့စာရာကမကောင်းတော့အရင်2ယောက်လုံးအစင်မပြေခဲ့ဘူးဒါကြောင့်မင်္ဂလာပေါ့အဲကိုလည်းအကြီးကျယ်မလုပ်ရဲဘူးသမီးကိုအားနာလိုက်တာနင်းကဲပါမေသမီးတို့ကိုနှောက်ယှက်မနေတော့ဘူးစောအနားယူကြတော့နေဦးဘာလို့မလို့လဲလက်ကိုဆန့်ထုတ်လိုက်အမာရွတ်တွေကြီးပဲမင်းကစောင်းတွင်းမှာတော့ကအိမ်မှာရေနွေးလုံးဝမသုံးခဲ့ရဘူးလားမနာပါဘူးကျင့်သားရနေပါပြီလိန်နေတာပဲနောက်ဆုံးမင်းအတွက်ရေနွေးကိုငါပဲချက်ပေးမယ်ကျမအတွက်ရေနွေးပူဟာတခါမှမညစ်ပေးဘူးလုံးဝမညစ်ပေးဘူး
online supermarket ကနေဝယ်ထားတာဒီလိုပစ္စည်းတွေကိုတိတ်ပြီးမရွေးတက်လို့အဆင်ပြေပါမလားတော့မသိဘူးအဆင်ပြေပါတယ်နောက်ဆိုရေကအရန်အေးနေရင်ပကံမဆေးနဲ့လက်တွေပျက်စီးကုန်ရင်မကောင်းဘူးဒါဆိုပကံကိုဘယ်သူဆေးမှလဲငါဆေးမယ်ရှင်ပကံဆေးတက်လို့လားဒါကမတက်နိုင်စရာအကြောင်းရှိလို့လား online ကနေတင်ယူမယ် online မှာသင်ခန်းစာတွေအကုန်ရှိတာပဲရှင်တောက်မလို့လားငါ online မှာဖတ်ဖူးတဲ့အမျိုးသမီးတွေဓမ္မတာလာပြီးရင်ဒါကိုတောက်တာအကောင်းဆုံးပဲတဲ့။အိုးငါခြံထဲသွားပြီးကြက်စာသွားကျွေးအောင်မယ်သမီးတို့စကားပြောနေကြကျုပ်ဥကြော်တာတော်တော်လေးကောင်းတာပဲ။မကြက်သေးပါဘူး online မှာပြောတာတော့အနှစ်ကစီးကြနေရမှာတဲ့။ကျမကကောင်းတယ်လို့ပြောရင်ကောင်းတာပါပဲ။ရှင်ရင်ကတစုံတစ်ယောက်ကိုသဘောကျဘူးလား။စစ်ဆက်တာ2ချိန်ရှိခဲ့ဘူးပေမဲ့မအောင်မြင်ခဲ့ဘူးပထမတစ်ချိန်တုန်းကလူကြီးချင်းပေးစားလို့တီးခဲ့ရတာစစ်ဆက်ပြီး2လလောက်နေတော့ဟိုဘက်ကနောက်တရသွားတယ်မြို့ပေါ်မှာအိမ်ပိုင်ရှိတဲ့လူတစ်ယောက်ကိုတွေ့သွားလို့တဲ့ဒုတိယတစ်ချိန်တုန်းကတော့စစ်ဆက်ပြီးတပတ်တောင်မပြည့်သေးဘူးသူကားတိုင်းမှုဖြစ်သွားတယ်လူကတော့ဘာမှမဖြစ်ပါဘူးဒါပေမဲ့သူ့မိသားစုကငါရဲ့စားလာကြောင်းလို့ထင်ကြတာကျမကတော့အဲ့ဒါတွေကိုမယုံပါဘူးငါသိပါတယ်ငါကိုတော့လှောင်မရည်နဲ့နော်ကောင်းပါပြီအကိုလူငါတို့ကညီကိုတွေလိုပဲဟာကိုမင်းဒီနေ့တော့စိတ်မလှုပ်ရှားနဲ့တော့စီမံကိန်းစာအုပ်ကိုငါပြန်ပြီးပုံနှိပ်ပြီးတွဲပေးထားတဲ့အဆင့်တန်းမြင့်သွားပြီးလူကြီးတွေမြင်တာနဲ့ငါတို့ကိုစိတ်ဝင်စားသွားမှတေးချတယ်။ကျေးဇူးပဲဒီမျက်နှာဖုံးလေးပြောင်းလိုက်တာတော်တော်လေးတက်ရက်သွားတယ်။ဒါပေါ့မဟုတ်ရင်ဘာဖြစ်မလဲလူចောင်းသားခဏလောက်ရက်ပေးပါမင်းရဲ့စီမံကိန်းစာအုပ်ထဲကဗန္ဒာရေးခံမှန်းချက်အခန်းနဲ့ထောက်ပံ့ရေးကွင်းဆက်အခန်းထဲကအကြောင်းအရာတွေကတစ်ခုနဲ့တစ်ခုဆန့်ကျင်ဘက်ဖြစ်နေတယ်အဓိကအချက်လက်တွေကကိုက်ညီမှုမရှိဘူးအဲ့ဒါကိုဘာတွေဆက်ပြောနေဦးမှလဲအခြေခံအကြဆုံးအချက်လက်တိကျမှုကိုတော့မလုပ်နိုင်ဘဲနဲ့ဘာစီးပွားရေးအကြောင်းတွေလာပြောနေတာလဲနောက်တစ်ယောက်လာခဲ့ပါမလုပ်ပါနဲ့ဦးမထွက်သွားပါနဲ့ဦးကျွန်တော်ရဲ့စီမံကိန်းစာအုပ်ကဘာပြဿနာမှမရှိပါဘူးအိမ်မဆိုးမလို့လားနေမင်းရဲ့အဝတ်ဆောင်ကိုမနေ့ကငါပြန်ဖြုတ်လိုက်တယ်ပြန်ပြီးချုပ်ပေးမလို့လေကွမ်းကောင်းကောင်းလေးတွေထက်ပေးမလို့အတွင်းထဲမှာသတင်းစာအဟောင်းတွေပဲရှိတာကိုတောင်းပန်ပါတယ်ဒါကငါမိထွေးလုပ်ထားတာပါမင်းဒီဘက်ကိုလာခဲ့သမီးကလည်းအိမ်မာတော့ကလည်းကွန်းစစ်အင်ဂျီတစ်ထဲမှမဝတ်ခဲ့ရဘူးလားမင်းညကငါသမီးကိုခြုံပေးထားတဲ့အဝတ်ဆောင်ထူကြီးကိုကြည့်ပြီးသမီးကတက်ကောင်ရံမှာတကိုယ်လုံးတွတ်လိမ့်နေတာနေရအစ်စ်မို့လို့အသားမကျသေးတာလို့ထင်နေတာနောက်မှစဉ်းစားမိတယ်သမီးကတခါမှတကယ်ကွန်းဆောင်ထူကြီးတွေကိုမခြုံခဲ့ဘူးလို့အသားမကျတာပဲဖြစ်မှာနင့်မိထွေးကနင့်ကိုသတင်းစာတွေညှက်ထည့်ပေးတာကိုညီကဘာလို့လာပြီးတောင်းပန်နေရတာလဲညီလောက်တာမှမဟုတ်တာဘာလို့တောင်းပန်ရမှာလဲငါမင်းကိုပြောပြမယ်ရှန်နေနင့်မိထွေးကနင့်ကိုဘလို့ပဲဆက်ဆံခဲ့ပါစေအဲ့ဒါကသူ့ကိစ္စအခုမင်းကငါတို့လူမိသားစုရဲ့တကားကိုဝင်လာပြီဆိုတော့ငါတို့မိသားစုဝင်ပဲကန်စားတာအပြောင်းလဲဖြစ်တာတွေစားတာကျန်းတာတွေအဲ့ဒီတရေစကားတွေကိုငါမကြားချင်ဘူးမင်းကအခုငါရဲ့ချွေးမပဲနောင်လဲမင်းကငါရဲ့ချွေးမပဲဘယ်သူမှမင်းကိုမောင်းမထုတ်နိုင်စေရဘူးနင်းပကံတွေကိုထားလိုက်ပါမနှက်မဆေးတော့မေကျမရင်နွေးနဲ့ဆေးနေတာပါမအေးပါဘူးကျွန်တော်တို့အိမ်မှာအဝတ်စားကောင်းကောင်းမွန်မွန်တိတ်မရှိဘူးဒါကကျွန်တော်မေရဲ့အင်ဂျီအဟောင်းပဲမင်းအရင်ဝတ်ထားလိုက်ပါဒါကကျမအတွက်လားအင်းနောက်ဆိုပကံတွေကိုငါပဲဆေးမယ်မင်းငါကိုလာမလူနဲ့မဖြစ်ဘူးလေကျမလည်းအိမ်မှုကိစ္စတွေကိုကူညီပေးချင်တာဒါပေမဲ့ကျွန်တော်အမေကိုပကံဘယ်လိုဆေးရမလဲဆိုတာအရင်တင်ပေးခိုင်းရမယ်အင်တာနက်ပေါ်ကသင်ခန်းစာတွေကတိတ်မပြည့်စုံဘူးရှင်တကယ်ကြီးတင်မလို့လားအင်းပေါ်တင်မှာပေါ့လူမိသားစုကတက္ကသိုလ်ကျောင်းသားကြီးလမ်းလျှောက်ထွက်လာပြန်ပြီးဘလို့လဲရွာထဲမှာပဲအောင်းနေတုံးလားမြို့ပေါ်သွားပြီးအလုံးမရှာဘူးလားဟာပြောရအောင်မယ်နင်းရဲ့စီးပွားရေးပြန်ပွဲဆိုတာကြီးကလုံးပန်းနေတာနှစ်တော်ကြပြီးမလားပတ်စံတွေအများကြီးကုန်သွားပြီးထင်တယ်တက္ကသိုလ်ကျောင်းသားဖြစ်ပြီးရွာပြန်လာပြီးပဲပြရောက်နေတဲ့ပွဲလက်မှတ်ကြီးမျောစရာပဲမနက်စောစီအစာမကြည့်ပဲသူများအိမ်ကိစ္စလာဆွတ်ဖက်နေတဲ့တုန်းကနင်းရဲ့သမီးဝတ်တုပ်ကိုကျမတို့လူရက်နဲ့ပေးစားချင်တာကျမတို့လူရက်ကမျက်စိထဲမထည့်လို့အခုထိရင်ထဲမှာအောင့်တက်ဖြစ်နေတာမလားနင်းသမီးဝတ်တုပ်ကစိတ်လဲတူနာမည်လဲပြက်နေတာဒီပတ်ဝန်းကျင်တစ်ခွင်လုံးဘယ်သူမှမသိပဲရှိမလဲဟွန်းနင်းကျမရဲ့လှပချုံမောတဲ့ချွေးမလေးကိုကြည့်လိုက်ဦးရင်ကျေးတိမ်မွေပြီးလိမ္မာတဲ့အပြင်ခေါ်သွားရင်မြင်တဲ့သူတိုင်းကချီးကျူးကြတာနင်းကဘာလာအောင်နေတာလဲနင်းသားကအချိန်တရာပြိုင်လဲပဲပြရောက်ရမယ်ကံပဲနင်းမြေလဲပဲပြဆိုင်မှာပဲကြီးပြရမှာအန်တီလူရန်ကမကြခင်ပြည်နယ်လုံးဆိုင်ရာစီးပွားရေးပြိုင်ပွဲသွားပြိုင်တော့မှာပါဒီတစ်ခေါက်သူတော့ပေါက်နိုင်မှာအင်းကိုမင်းကိုဂတိပေးထားတဲ့အတိုင်းတော့ပေါက်လုပ်ပြမယ်အောင်မလေးတက္ကသိုလ်ကျောင်းသားကမိမချော့တာတော့တော်သားပဲလင်းမယားနှစ်ယောက်ပြဆက်ကပြနေတာဘသူကကြည့်မှလဲဟာပြဆက်လာမဟုတ်ဘူးလားဆိုတာနောက်ခွဲလောက်ဆိုသိရမှာပါညံ့အမေမိခိုင်းတဲ့ငါမျိုးမွေးပဲပြ6ကအပေါ်အငံဘလို့လဲအမေကျမထင်တာနည်းနည်းထပ်ပေါ်ရင်ကောင်းမယ်အင်တာနက်ပေါ်ကစစ်တမ်းတွေမှာမြို့ပြလူတွေကအခုနောက်ပိုင်းငန်းလျှော့စားကြတယ်တဲ့နင်ပြောတာမှန်တယ်ဒါဆိုအမေစားတစ်ဂရမ်လောက်လျှော့လိုက်မယ်တို့အိမ်ကအခုပဲပြ6လောက်တာကောင်းတယ်မြို့ပေါ်ကပဲပြဆိုင်လဲဖွင့်ထားတယ်နာမည်လေးပဲလိုနေတာအမေကိုကူစဉ်းစားပေးဦးတို့ပဲပြ6ကိုဘာတစ်စိတ်အမိပေးရင်ကောင်းမလဲအမေတို့အိမ်ကပဲပြ6ကတောင်ကျဆန်းရည်နဲ့စိန်ထားတာလေမွေးလဲမွေးနူးလဲနူးညံ့တော့ညံဝေးလို့ပေးရင်ဘလို့လဲညံဝေးကောင်းတယ်ဒီနာမည်တိတ်ကောင်းတာပဲညံဝေးဟုတ်လားနင့်နာမည်ထည့်ထားတာလားကျမကစားတဲ့သူတွေကဒီရတာကိုတတိယတန်းတနေအောင်လို့ပြောတာပါနောက်မှပြန်လာဝယ်အောင်လေကဲဆုံးဖြတ်လိုက်ပြီးညံဝေးလို့ပဲပေးမယ်ညံ့ကနောက်ဆိုတို့ရဲ့ဒီအလုတ်ယုံတိတိလေးရဲ့အလုတ်ရှင်တစ်ဝက်ဖြစ်သွားပြီ
ဘသူလဲပဲပြ6ဝယ်ခြင်းရင်မြို့ပေါ်ကဆိုင်ကိုသွားပါမြေပုံပေါ်မှာရှာလို့ရတယ်ဘသူရှာပြီးကျွန်တော်ကိုလာရှာတာလဲအကိုလူမတွေ့တာကြပြီးတော့အခုတလောပဲပြ6လုပ်ငန်းလုပ်နေတယ်ကြားလို့ညီကိုချင်းမို့လို့အထူးတလဲလာကြည့်တာပါဒီမှာကြည့်ဦးလက်ဆောင်ပစ္စည်းတွေနည်းနည်းတည်လာတယ်မလို့ပါဘူးမင်းပါကိစ္စရှိလို့လာတာလဲအကိုလူဒီလောက်ထိအစိမ့်သက်မလုပ်ပါနဲ့တို့တွေတက္ကသိုလ်တုန်းက4နှစ်လုံးအတန်းဖော်တွေဖြစ်ခဲ့ကြတယ်လို့ညီကိုတွေလည်းဟုတ်တယ်လေတုန်းကပြန်ပွဲကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်စိတ်ထဲမှာလည်းမကောင်းပါဘူးဒါပေမဲ့အခုဘာသာအချက်လက်စစ်ဆေးတာပြဿနာတက်လို့ရလက်ကသူများကိုကြည့်အပြစ်ပုံချလို့မရဘူးမလားတုန်းကမင်းပါလုပ်ခဲ့လဲမင်းကိုယ်တိုင်အတိဆုံးပါမရီဒီစကားကဘာသဘောလဲကျွန်တော်ဘာမှမလုပ်ခဲ့ပါဘူးစီမံကိန်းစာအုပ်ကိုသူကိုယ်တိုင်တင်ခဲ့တာလေနင်ကစီမံကိန်းစာအုပ်ရဲ့စာမျက်နှာအစီအစဉ်တွေကိုလဲပြစ်လိုက်တာအရေးကြီးတဲ့အချက်လက်စာမျက်နှာတွေလွဲချော်သွားတော့ဒိုင်တွေမြင်ရတာကရှုပ်ထွေးနေတဲ့စီမံကိန်းဖြစ်သွားတာလေနင်ကစာအုပ်ချုပ်ပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့လက်ချက်ပြခဲ့တာအကိုလူအတိတ်ကကိစ္စတွေကိုမကြီးကိုအကုန်ပြောပြထားတာပေါ့ဟုတ်ပါပြီမကြီးကအကိုကိုတော်တော်ကာကွယ်ပေးတာပဲဒါပေမဲ့ကျွန်တော်ပြောချင်တာကတော့တက်တယ်မရှိပဲရှောက်မပြောပါနဲ့ကျွန်တော်ဒီနေ့လာတာကညီကိုချင်းပြောချင်လို့ပါကျွန်တော်မျိုးပေါ်မှာအဆင်ပြေပြေရုန်းကန်နေရတဲ့ကုမ္ပဏီတစ်ခုလဲထောင်ထားတဲ့အကိုသာပူးပေါင်းခြင်းရင်မပူးပေါင်းဘူးအဝေးသွားလိုက်ကျိုးရနေကတော့တကယ်ပဲတစ်ဆက်ကလေးမှမပြောင်းလဲဘူးနော်ဟန်ဆောင်စမ်းပါဆက်ပြီးဟန်ဆောင်နေလိုက်ဦးကြားရတဲ့လောက်တော့နင်းပြည်နယ်ပြန်ပွဲထက်ပြန်အောင်မယ်ဆိုဟုတ်လားစိတ်ဝင်စားစရာပဲငါစောင့်ကြည့်နေပါမယ်အဲ့ဒီကျိုးဆိုတဲ့တယောက်ကဘာလို့အိမ်ထိရဲတင်းတင်းလာရဲတာလဲသူကကျွန်တော်ပြန်ပွဲဝင်မဲ့အကြောင်းစုံစမ်းခြင်းလို့ပါကျွန်တော်ဒီတစ်ခေါက်ပြင်ဆင်ထားတဲ့စီမံကိန်းထဲမှာအအေးခံထောက်ပံ့ပို့ဆောင်ရေးမူပိုင်ခွင့်နည်းပညာပါတယ်လေသူကြားသွားပုံရတယ်သူလုပ်ခဲ့တာဆိုတာရှင်စောစောစီစီကလေးကသိနေတာမလားနောက်ပိုင်းကျွန်တော်အထက်ထပ်ပြန်စဉ်းစားကြည့်တယ်အဲ့ဒီနေ့ကသူတယောက်ပဲကျွန်တော်စီမံကိန်းကိုကင်ခဲ့တာမတင်ခင်တုန်းကသူကပဲအတင်းကျပ်စာအုပ်ပြန်ချုပ်ပေးမယ်ဆိုပြီးငကိုစာမျက်နှာအစီအစဉ်တွေကိုအကုန်ရောမှွေပစ်လိုက်တာဒါဆိုဘာလို့သွားပြီးစည်ရင်မရှင်းတာလဲအမေရဲ့အဲ့ဒီတုန်းကစောင့်ကြည့်ကင်မရာလည်းမရှိဘူးတက်တေလည်းမရှိဘူးပြီးတော့တက်တေရှိလို့တရားစွဲရင်အောင်လို့တွေမှာဘယ်ကပတ်စံရှိမလဲဒါကြောင့်ဒီတစ်ခေါက်ကျွန်တော်ရဲ့အရေးချင်းနဲ့တက်တေပြမယ်သူပေးတဲ့လက်ဆောင်တွေကိုလည်းမယူရဲဘူးသူ့ရဲ့ဘာပစ္စည်းကိုမှမထိဘူးပြည်နယ်ပြန်ပွဲကျင်းပရေးကော်မတီကိုဖုံးဆက်ပြီးဒိုင်းတွေအားလုံးရဲ့ကျန်းမာရေးအခြေအနေနဲ့ဓမ္မတဲ့တာတွေရှိမရှိစုံစမ်းကြည့်ပါဦးဘာလို့လဲတကယ်လို့သူကဒီတစ်ခေါက်စာမျက်နှာမလဲပဲတခြားနည်းလမ်းတွေသုံးလာရင်ဘယ်လိုလုပ်မလဲဥပမာစီမံကိန်းစာအုပ်ပေါ်မှာဆူရှာတဲ့အနံ့တက်တစ်ခုခုတုတ်ထားတာမျိုးဒါမှမဟုတ်ရှင်းရဲ့အသုံးဆောင်ပစ္စည်းတွေတဲ့တစ်ခုခုထည့်ထားတာမျိုးနင်ပြောတာမှန်တယ်တုံးကငါကအပေါ်ရံမဲကောက်ွယ်ခဲ့ပြီးကွယ်ရာကလောက်တာတွေကိုမကောက်ွယ်နိုင်ခဲ့ဘူးညံ့ညံ့ကျေးဇူးတင်ပါတယ်အောင်မလေးတက္ကသိုလ်ကျောင်းသားကြီးခီးထွက်ပြန်ပြီးဒါဘယ်နှကြိမ်မြောက်ရှိပြီလဲ3ကြိမ်မြောက်လား4ကြိမ်မြောက်လားလူရရည်နင်ကတော့လေတတိဖြစ်ခြင်းနဲ့အိမ်မက်ပဲရှိပြီးတတိဖြစ်မဲ့ကံမပါဘူးအန်တီစကားနားထောင်စမ်းပါစောစောစီစီအိမ်မှာပဲပဲပြအေးစစ်စစ်ရောင်းနေပါပတ်စံတွေအလားတောင်မဖြုံးပါနဲ့ဟုတ်ပဲတက္ကသိုလ်ကျောင်းသားဖြစ်ပြီးရွာပြန်လာပြီးပဲပြရောင်းနေတာကိုဘာတွေရှောက်လုပ်နေတာလဲမသိဘူးအန်တီလူရန်ဒီတစ်ခေါက်ပြင်ဆင်ထားတဲ့စီမံကိန်းကပြည်နယ်တွေကပညာရှင်တွေရဲ့ပဏာမအဆင့်ကိုအောင်မြင်ပြီးသွားပြီးသူ့ရဲ့အအေးခံထောက်ပံ့ပို့ဆောင်ရေးမူပိုင်ခွင့်နည်းပညာကိုလည်းနည်းပညာဦးစီးဌာနကတောင်လာပြီးကွင်းစင်းစစ်ဆေးသွားတာသူသွားပြိုင်တာကပတ်စံဖြုံးမှုမဟုတ်ဘူးစုသွားယူဖို့အောင်မလေးပဏာမအဆင့်ဆိုတာဘယ်သူမှမဆိုအောင်တာပဲနင်ကငါ့ကိုမသိဘူးထင်နေလားဟာနောက်နှစ်ပတ်နေရင်သိရမှာပေါ့သွားရအောင်သူတို့ကိုဂယုမဆိုင်နဲ့ဘာတွေလာဝင်ကြွားနေတာလဲပဲပြရောင်းရမယ်ကံမိမ့်မပဲယူပါပဲလို့ပဲပြရောင်းရမယ်ကံပဲနင်နောက်တစ်ခုထပ်ပြောရရင်ငါအခုပဲနင်နဲ့အကုန်စရင်ရှင်းပြမယ်နင်သမီးကိစ္စတွေကိုငါအကုန်ဖွင့်ချလိုက်ရမလားအောင်မလေးဒါရှန်နဲ့မဟုတ်လားနှင်းလင်ကစာမွေးပွဲထပ်သွားဖြစ်ပြန်ပြီပေါ့ယောက်ျားဒီတယောက်ကကျမပြောပြဘူးတဲ့ရှန်နဲ့လေရွာတဲ့ကိုညားတာ3နှစ်ရှိပြီအခုထိပဲပြရောင်းလုံးပဲနင်းရဲ့ငယ်တငယ်ချင်းပေါ့ညံ့နင်းရဲ့ဒီကုတ်အင်ဂျီကြီးကမင်္ဂလာဆောင်တော့ကဝတ်တဲ့ဟာကြီးမလားအနားရီတောင်ဖွာနေပြီးလူရန်ကိုအင်ဂျီအစ်စ်တစ်ထည်လောက်ဘာလို့ဝယ်မခိုင်းတာလဲငါပြီးခဲ့တဲ့ရက်ပိုင်းကတင် live လွှင့်တဲ့နေရာကနေငှက်မွေးအင်ဂျီတစ်ထည်လူဝယ်ထားတာ4000ကျော်ပဲပေးရတယ် link ပို့ပေးရမလားအင်ဂျီကဝှေ့လို့ရရင်ရပါပြီကျမအဲ့ဒါတွေတိတ်မမှတ်မောဘူးနင်ကတော့လေတကယ်ကိုမမှတ်မောလုံးဘူးမိမသားဆိုတာဒီဘဝမှာအရေးကြီးဆုံးကလင်ကောင်းရဖို့ပဲတို့တွေရဲ့ကိုဖန်းကတက္ကသိုလ်ကျောင်းသားမဟုတ်ပေမဲ့စီးပွားရေးတော့တော်တော်လုံးနိုင်တယ်ငါနဲ့ငယ်တငယ်ချင်းကိုပေးတဲ့တားမွေးအင်ဂျီကနင်တို့ပဲပြဆိုင်ရဲ့6လစာဝင်ငွေနဲ့ညီမျှတယ်ငါနဲ့ငယ်တငယ်ချင်းကိုပေးတဲ့တားမွေးအင်ဂျီကနင်တို့ပဲပြဆိုင်ရဲ့6လစာဝင်ငွေနဲ့ညီမျှတယ်ထင်နေအခုလိုကောင်းမွန်နေရတာကိုငါဝမ်းသာပါတယ်ဒါပေမဲ့နင်ကငါ့ကိုလာလောင်ပြောင်ဖို့တက်လာတာဆိုရင်တော့လမ်းကဟိုဘက်မှာလမ်းညွန်မြေပုံနဲ့ရှာကြည့်လို့ရတယ်အေးပါအရှက်ရှိလားကြည်လားနင့်လင်ထပ်ပြီးရှုံးနေလာတဲ့ခါကြရင်လဲဒီလိုပဲအရှက်ရှိနိုင်ဦးမလားကြည့်ကြသေးတာပေါ့ညံ့တားမွေးအင်ဂျီဝတ်ထားတဲ့မိန်းကလေးကနင့်ငယ်တငယ်ချင်းလားငယ်ကအတူတူကြီးပြင်းလာတာအလဲတန်းပြီးကလေးကတိတ်မဆက်သွယ်ဖြစ်တော့ဘူးနောက်တော့ကျမဒီကိုအိမ်အောင်ကြလာတော့သူဘယ်လိုတီးသွားလဲမသိဘူးရောက်လာတာသူမြင်တိုင်းဒီလိုပဲစကားပြောတာလားကျင့်သားရနေပါပြီနင်ကကျင့်သားရပေမဲ့အမေကတော့မရဘူးနောက်တစ်ခါသူလာရင်အမေကိုမတားနဲ့တော့တို့တွေကရွာထဲမှာထုတ်လုပ်ရေးတမတ်ဝါရမအတင်းဖွဲ့စည်းပြီးအရေးသွေးကိုစံချိန်စံညွှန်းတစ်ခုနဲ့တတ်မှတ်မယ်ပြီးတော့စူပေါင်းဖြန့်ချီမယ်ကိုပိုင် online အယောင်စနစ်ကိုသုံးပြီးမြို့ပြကအလဲလက်နဲ့အစင်းမြင့်ကုန်တိုက်ကြီးတွေစီချိတ်ဆက်မယ်လေယာထွက်ကုန်တွေမြို့ပေါ်ရောက်ရှိဖို့လမ်းကြောင်းကိုဖော်ဆောင်မယ်ပဲပြ6ဖြစ်တခြားထုတ်ကုန်ဖြစ်ထုတ်ပိုးမှုပေါ်ကကုတ်ကိုဖက်ပြီးမူရင်းထွက်ရှိရာဒေတာအထိရှာဖွေနိုင်မယ်ဒါတွေကအပြောတသက်မဟုတ်ဘူးခိုင်မာတဲ့အချက်လက်တွေနဲ့တက်တည်ပြထားတာ
အောင်မလေးဆိုင်ထဲမှာဘာအနံ့ကြီးလဲညှော်လိုက်တာညံ့ညံ့နင်းလေးစုပ်ပံကမတက်ထားဘူးလားပဲပြဝယ်မလို့လားဘလောက်ဖိုးလဲမဟုတ်ပါဘူးငါကလမ်းကြုံလို့ဝင်လာတာတို့ကိုဖန်းကိုနင့်စီခေါ်လာပြီးပြတာကိုဖန်းကြည့်လိုက်ဦးဒါငါရဲ့ငယ်တငယ်ချင်းရှန်ရက်လေးအရင်ကတိတ်ချောတာအိမ်အောင်ကြပြီး3နှစ်တွင်းဒီလိုဖြစ်သွားတာနှမျောစရာပဲငငယ်ရွယ်ရွယ်နဲ့ပဲပြဆိုင်မှာပဲအချိန်ကုန်နေတော့ဘာတိုးတက်မှုရှိမှလဲဟုတ်ပတ်နင်းတို့ကသူ့အစ်စ်ဆက်ဆက်အိမ်အောင်ကြတော့ကပုံစံကိုမမြင်ဘူးလို့အဲ့ဒီတုန်းကတိတ်လာတာအခုတော့ဘလို့ကြီးဖြစ်သွားမှန်းမသိဘူးနင်တို့ပြောလို့ပြီးပြီလားဘာလဲစကားနည်းနည်းပြောတာကိုမကြည်မနှက်ဖြစ်နေတာလားညံ့ညံ့နေစိတ်ဆုံးမှာကိုငါမကြောက်ပါဘူးနင်လူရက်နဲ့ညာတာဒီလောက်ကြာနေပြီကိုဘာတည်းမှမကြားရဘူးအပြင်မှာတော့နင့်ကိုကလေးမရနိုင်ဘူးလို့ပြောနေကြတယ်ငါကတော့တရားမျှတအောင်ပြောရရင်လူရက်ရဲ့စီမံကိန်းကပနာမအဆင့်အောင်သွားတယ်ကြားတယ်ဒါပေမဲ့ဘိုလ်လူပွဲကအရေးချင်းတစ်ခုလည်းကြည့်တာမဟုတ်ဘူးလူမှုကွန်ရက်နဲ့အဆက်အသွယ်တွေလည်းကြည့်ရသေးတယ်နင်တို့မှဘာမှမရှိဘဲနဲ့ဘာနဲ့သွားနိုင်မှလဲမမော်ဝါတို့ကျမဘလောက်ပဲဆိုးဆိုးအန်တီလောက်တော့မဆိုးပါဘူးနင်ကတော့မှဘာမှမရှိဘူးပြောတယ်တို့မှကုန်မတ်တစိတ်ရှိတယ်မူပိုင်ခွင့်နည်းပညာရှိတယ်စီမံကိန်းရှိတယ်နင့်မှာရှိတဲ့ပတ်စံတွေကဘလောက်များများကအကျွေးတင်နေလဲဆိုတာနင်ကိုယ်တိုင်အသိဆုံးပါနင်ကငါ့ကိုကလေးမရဘူးပြောတယ်ထင်ထင်နင်ကိုယ်တိုင်လည်းမိမပဲလေအဲ့ဒါနဲ့ငါ့ကိုလာလောင်နေတာစိတ်ထဲမှာကောင်းရဲ့လားတို့အိမ်ကပဲပြ6ကိုစားလာတာနှစ်အတော်ကြာပြီသူတို့လျှောက်ပြောတာတွေရှောက်မယုံနဲ့နင်းရဲ့ online ဆိုင်ကိုလည်းငါမြေးကကူပြီးစည်ရင်သွင်းပေးထားတဲ့အမတ်တွေတော်တော်မြင့်တယ်တဲ့ရတယ်ရှာရှည်နိုင်ဦးမလားနင်းလင်ရဲ့ရလက်ထွက်လာရင်ကြည်ကြသေးတာပေါ့ကဲထင်ထင်နောက်တစ်ခါလာရင်တမျက်စိနဲ့သာရိုက်ထုတ်လိုက်အမေနင်းဘက်ကရှိတယ်အမေကျမသူပြောလို့ခံရခက်နေတာမဟုတ်ပါဘူးလူရက်ဒီတစ်ခေါက်ထပ်ပြီးရှုံးနေသွားမှာကိုစိုးရိမ်လို့ပါပတ်စံမရှိမှာကိုကြောက်တာမဟုတ်ဘူးသူကိုယ်တိုင်စိတ်တန်ရရမှာစိုးလို့ဦးတူးမလေးရဲ့မိုးပြိုရင်အမေခံပေးမယ်ပြီးတော့အဲ့ဒီကောင်လေးကအရေးထူပါတယ်ဒီလောက်နဲ့လဲပြိုမသွားပါဘူးသူဒီနှစ်တွေအတွင်းဘလို့ဖြတ်တန်းလာလဲနင်တိလို့လာတော့ကတက္ကသိုလ်ပြန်ပွဲကိစ္စကိုသူတယောက်တည်း9နှစ်တိုင်တိုင်တောက်ခံလာတာအခုသူ့ဘေးမှာနင်ရှိနေပြီပဲသူဘယ်တော့မှလဲမှမဟုတ်ဘူးဒါဆိုလူရက်ဒီတစ်ခေါက်တော့ပေါ့တက်နိုင်မှာပေါ့အမေသိတာပေါ့သူထက်ရှုံးသွားမှာကိုနင်မကြောက်ဘူးလားကြောက်တာပေါ့ဒါပေမဲ့သူမလာရဲမှာကိုကြောက်တယ်အခုသူလာရဲတာနဲ့တင်နိုင်နေပါပြီအမေမြန်လာဦးဒါဘာအနံ့ကြီးလဲဒါကပြိုင်ပွဲလေလူရက်ရဲ့ကွန်ပျူတာအိတ်ထဲမှာဘာလို့ဒီလောက်ပြင်းတဲ့ရေမွေးနှံ့တွေရနေတာလဲသူကဒီလိုအနံ့ပါတဲ့ပစ္စည်းမျိုးတစ်ခါမှမသုံးဘူးစာမွေးပွဲခန်းကပေးတာများလားမဖြစ်နိုင်တာစာမွေးပွဲခန်းကပေးရင်အနံ့မပါတာတွေပဲပေးတာအရင်ကကျမလူရက်ကိုစီစဉ်သူတွေစီမေးခိုင်းမှုလေဘိုလ်လူပွဲကအဓိကတိုင်ကြီးမှာပြင်းထန်တဲ့လူရန်ကိုပြိုင်ပွဲကျင်းပရေးကော်မတီစီစုံစမ်းခိုင်းလိုက်ပါဦးဖိုင်နယ်ပြိုင်ပွဲရဲ့အဓိကတိုင်လူကြီးကပြင်းထန်တဲ့နှာခေါင်းမတည့်တဲ့ယောဂရှိတယ်လေသူကဓာတုမွေးစီတွေကိုအရန်အာယုံခံစားလွယ်တာငါအခုပဲလူရန်စီဖုန်းဆက်လိုက်မယ်နေဦးပါမေသူကမနှက်ဖြန်မနှက်မှာဖိုင်နယ်ပြန်ရမှာငါတို့အခုဖုန်းဆက်လိုက်ရင်သူစိတ်လှုပ်ရှားပြီးအိပ်ပျော်မှာမဟုတ်တော့ဘူးသူဒါအတွက်ပြင်ဆင်လာခဲ့ရတာဘယ်လောက်တောင်ကြာပြီလဲဒီကိစ္စကြောင့်လည်းစိတ်အနှောက်အယှက်မဖြစ်စေချင်ဘူးဒါဆိုဘလို့လောက်ကြမလဲမနှက်ဖြန်မနှက်အစောကြီးမြန်နှုံးမြင့်ရထားစီပြီးပြည်နယ်မြို့တော်ကိုလိုက်သွားမလို့လားစာရေးကရိယာအသစ်တွေကိုသူ့လက်ထဲကိုယ်တိုင်သွားပေးမလို့လားသူများတွေငါပစ္စည်းကိုကိုင်းတာငါစိတ်မချဘူးမေသမီးကိုတစ်ခုလောက်ကူညီပေးပါဦးဒီဖောင်တိန်ကိုတေချာသိမ်းထားပေးပါလုံးဝမပြစ်လိုက်နဲ့ဦးနောက်တစ်ချိန်ကျရင်အသုံးဝင်လာလိမ့်မယ်ညင်းကြီးသမီးအမှန်တိုင်းပြောစမ်းပါသမီးအဲ့ဒီကျိုးဆိုတဲ့လူကိုကြိုတင်ပြီးတတိထားနေခဲ့တာမဟုတ်လားသူပြီးခဲ့တဲ့တစ်ခေါက်ကလာတော့ကလည်းတကယ်ပူပေါင်းဆောင်ရွက်ခြင်းနဲ့စိတ်မရှိဘူးလို့မေထင်နေခဲ့တာသူစောင့်ကြည့်ကြသေးတာပေါ့လို့ပြောသွားတဲ့အချိန်တုန်းကမျက်လုံးအကြည့်တွေကမယိုးသားဘူးအကာကွယ်လူရန်နင်ကမနှက်ဖြန်မှာပြန်ရမှာမဟုတ်ဘူးလားညင်းကြီးငါအခုတင်ပဲငါကွန်ပျူတာအိတ်ထဲမှာဖောင်တိန်တစ်ချောင်းပို့နေတာတတိထားမိလို့ငါပစ္စည်းလည်းမဟုတ်ဘူးနင်ထည့်ပေးလိုက်တာလားအင်းငါသိတယ်ငါတို့အိမ်မှာလည်းအဲ့ဒါနဲ့စင်တူတဲ့တစ်ချောင်းတွေ့ထားသေးတယ်နင်ငါစကားကိုတေချာနားထောင်နော်အဲ့ဒီဖောင်တိန်ကိုလုံးဝမသုံးနဲ့တေးသေးချာချာသိမ်းထားလိုက်တက်တေအဖြစ်သုံးဖို့အတွက်လေမနှက်ဖြန်မနှက်ကြရင်ငါနဲ့စီစာရေးကရိယာအသစ်တွေလာပို့ပေးမယ်ကောင်းပါပြီငါနဲ့စကားအတိုင်းနားထောင်ပါမယ်လက်ခီးကိုဂယူးဆိုင်ပြီးလာခဲ့နော်မေသူရိပ်မိသွားပြီးသူကသမီးထင်ထားတာထက်တောင်ပိုပြီးအမြင်ဆူရှာသေးတယ်ဒီကောင်လေးနောက်ဆုံးတော့လဲတတိတရားရသွားရှာပြီပဲလူရန်နင်ဘလို့ဖြစ်ပြီးရောက်လာတာလဲငါနေ့စီစာရေးကရိယာလာပို့ပေးတာလေနေ့အိတ်ထဲကဖောင်တိန်ကိုငါမြင်ပြီးပြီညစ်ပတ်နေလို့ငါအစ်စ်တစ်ခုနဲ့လဲပေးလိုက်တယ်မှတ်ထားနော်ဒီအစုံကိုပဲသုံးရမယ်စိတ်ချပါမှတ်ထားပါမယ်မလီကတကယ်ကိုကျင်နာတတ်တာပဲရွာကနေပြီးတော့စာရေးကရိယာလာပို့ပေးဖို့အတွက်ညံနှုံးမြင့်ရထားစီးလာခဲ့သေးတယ်ဒီရထားလက်မှတ်ဖို့ကဖောင်တိန်ပိုးထက်တောင်ပိုကြီးသေးတယ်ကိုယောက်ျားကိုကိုယ်တိုင်ကာကွယ်တာပဲလေဒါတင်မကသေးဘူးဒီဖောင်တိန်ကိုသာစာမွေးပွဲကန်းနဲ့ယူသွားလို့ဒိုင်လူကြီးကအနံ့ခံမိပြီးစိတ်မသက်မသာဖြစ်သွားရင်အဲ့ဒါလူရန်တယောက်တည်းရဲ့ဆုံးရှုံးမှုတွေမကတော့ဘူးဘလို့လဲတကယ်ပဲတန်းနေရတောင်းလားဒိုင်လူကြီးတွေပြောတာတော့ငါရဲ့စနစ်ကတပြိုင်ပွဲလုံးမှာတခုတည်းသောလက်တွေအသုံးပြုပြီးလဲပတ်နေတဲ့စနစ်မလို့တဲ့ဒါကအမှန်တရားပဲမေသမီးယောက်ျားပထမရတယ်တန်းနေရတောင်းငါမှာကိုပိုင်ကုမ္ပဏီရှိသွားပြီငါသားလေးပထမရတယ်ဟုတ်လားဘာဖြစ်လို့လဲတကောင်ရန်ကြီးဘာတွေအော်ဟစ်နေကြတာလဲမေ
သမီးယောက်ျားလူရန်ပြည်နယ်အဆင့်ပြိုင်ပွဲမှာပထမရသွားပြီးပံ့ပိုးကူညီမှုရန်ပုံငွေတန်း200တောင်းရတာတရားဝင်ကြီးညာချက်စာရွက်စာတမ်းတွေကိုလည်းပြည်နယ်ပြိုင်ပွဲရဲ့ website စာမျက်နှာပေါ်မှာတင်ထားပြီးမေမေကိုယ်တိုင်ဖုန်းနဲ့ရှာကြည့်လိုက်နင်တို့ဘာသာပုံမြင်တွေရှောက်လုပ်နေတာတော့မဟုတ်ပါဘူးနော်တွေ့လားစာသားအမဲကြီးတွေနဲ့တစိမ့်တုံးအနီကြီးထူထားတာလေမေမေစာမတက်ရင်သမီးတင်ပေးမယ်ပထမဆုံးတဲ့တကယ်ပဲပထမစုပါလားသတင်းတွေထဲမှာတော့တက်လာပြီဟာဟိုနေ့ကတည်းကငါသားလူရန်ကိုဘာတွေလဲဆိုပြီးရှောက်ပြောနေတဲ့သူကဘသူလဲဘလို့လဲနေ့အိမ်ကစီးပွားရေးနဲ့ငါသားရတဲ့တန်း200ကိုရှင်းကြည့်လိုက်လေနင်ဘယ်နှစ်ဘဝလောက်ရှာရမလဲဟာတားကလည်းအောင်မြင်ပြီချွေးမကလည်းတားကိုကာကွယ်ပေးနိုင်ခဲ့ပြီးနင်တို့နှစ်ယောက်ဒီနေ့ဟိုတယ်တကားဝမှာဖတ်လိုက်တဲ့ပုံကအင်တာနက်ပေါ်မှာပြန့်နှံ့နေပြီလေသတင်းထောက်တွေတော့အင်တာဗျူးချင်လို့ဖုန်းဆက်နေကြတယ်မိမိကလည်းအင်တာနက်ပေါ်ကအဲ့ဓာတွေကိုဘာလို့လိုက်ကြည့်နေတာလဲငါကြည့်တာမဟုတ်ပါဘူးပဲပြား6ရောင်းနဲ့အဖိုးကြီးချမ်းကပြောတာသူ့မြေးကဗီဒီယိုတိုလေးတွေထဲမှာတွေ့လို့ဆိုပြီးငါ့ကိုပြတာလေးအားလုံးကအရန်စိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ပြောကြတယ်ကွန်မန့်တွေထဲမှာလည်းနင်တို့ကိုလက်ဖက်တဲ့စုံတွဲလို့ပြောနေကြတာဦးရန်နင်ငါစကားကိုတိတိကျကျနားထောင်စမ်းဒီလောကမှာနင်နဲ့အတူဆင်းရဲဒုက္ခခံပေးမဲ့မိန်းမကအများကြီးရှိပေမဲ့နင်အတွက်ဓာတ်ဆခံပေးမဲ့မိန်းမကတော့အရှာသားပဲညီညီကဒီနေ့တည်းမြန်လုံးမြင့်ရထားစီးပြီးတော့ပြည်နယ်မြို့တော်အထိနင့်စီစာရေးကရိယာလာပို့ပေးခဲ့တာအဲ့ဒီကျိုးဆိုတဲ့လူကိုနင်သာညီညီကိုပြစ်ပယ်ဖို့ကြံစီရဲရင်မေမေကိုယ်တိုင်အရင်ဆုံးလက်မခံဘူးမေမေစိတ်ချပါဒီဘဝမှာသူကလွဲရင်တခြားဘယ်သူမှရှိလာမှာမဟုတ်ဘူးညီညီတို့အိမ်ရဲ့ကုံမက်တစိတ်ညီရဲ့အရသာကအခုဆိုပြည်နယ်အဆင့်တက်မှတ်ချက်ကိုအောင်မြင်သွားပြီးနောက်ဆိုတို့ရဲ့ပဲပြား6တွေကိုမြို့ပေါ်ကစူပါမားကတ်ကြီးတွေတဲ့အထိတွင်းနိုင်တော့မယ်အွန်လိုင်းမှာလည်းတရားဝင်ဆိုင်ခွဲဖွင့်လို့ရပြီတကယ်လားဒါဆိုရင်အမတ်တစိတ် logo တစ်ခုလောက်ပုံစံထုတ်ပြီးထုတ်ပိုးမှုတွေလုပ်ရတော့မယ်ထင်တယ်တခြားသူတွေရဲ့စိုက်ပျိုးရေးထွက်ကုန်တွေကိုကြည့်လိုက်ရင်အထူးလက်ဆောင်မှုလေးတွေနဲ့လုပ်ထားကြတာဟုတ်တယ်ငါလည်းအင်တာနက်ပေါ်မှာဒီဇိုင်နာတချို့ရဲ့လက်ရာတွေကိုရှာထားသေးတယ်နာနေငါနဲ့အတူတူကူကြည့်ပေးဦးပြီးတော့နောက်ထပ်တစ်ချက်ကငါမျိုးနယ်တဲကနေနေရက်ပြန်လာတဲ့တက္ကသိုလ်ကျောင်းသားအချို့ကိုအလုပ်ခေါ်ခြင်းလို့သူတို့ကိုအွန်လိုင်းရောင်းဝယ်ပိုင်းတင်ပေးရမယ်အခုဆိုအော်ဒါတွေကပိုများလာလို့ငါတယောက်တည်းမနိုင်တော့ဘူးပြီးတော့ဒေတာခံလူငယ်တွေကိုခန့်ထားရင်အလုပ်မှာပိုပြီးမြဲရလွယ်တာပေါ့နင်းဆိုင်ပိုင်းနဲ့အလုပ်ယုံပိုင်းကိုပဲအလုပ်ခေါ်လိုက်ပါဒီဘက်မှာတော့ငါနဲ့မေမေနဲ့နိုင်အောင်လုပ်နိုင်ပါသေးတယ်လုပ်နိုင်တာပေါ့နင်တို့နှစ်ယောက်ဘာလုပ်အဆင်ပြေတယ်မေမေကအခုမှအသက်60ပဲရှိသေးတာအနားယူဖို့အဝေးကြီးလိုပါသေးတယ်မနာလိုမှုနဲ့ကံကြမ္မာအလှည့်ပြောင်းပဲပြလာဝယ်ရင်လမ်းကြုံလို့နင်းနဲ့စကားလာပြောတာကြားတာတော့နင်းယောက်ျားကပံ့ပိုးကူညီမှုရန်ပုံငွေတန်း200တောင်ရထားပြီးကုမ္ပဏီပါဖွင့်ထားတယ်ဆိုကံကောင်းလိုက်တာကံကောင်းတာမဟုတ်ပါဘူးနှစ်ပေါင်းများစွာပြင်ဆင်ခဲ့ရတာပါညပေါင်းများစွာမအိပ်မနေစူးစမ်းခဲ့ပြီးမှဒါကိုလှုပ်ဆောင်နိုင်ခဲ့တာဖန်နယ်ပြောင်းရဲ့ငွေကြေးလက်ပတ်မှုတွေပြတ်တောက်သွားပြီးစောက်လုပ်ရေးပစ္စည်းအယောင်းဝယ်မှာအကျွေးတွေအရန်များပြီးဖောက်တယ်တွေကလည်းထွက်ပြေးကုန်ကြလို့အခုဆိုအကျွေးတောင်းတဲ့သူတွေကအိမ်ရှိအထိလာပိတ်ဆို့နေကြပြီချင်းငွေလုပ်ငန်းတွေကလည်းနေတိုင်းဖုန်းဆက်နေကြတယ်ညီတို့နှစ်ယောက်ကငငယ်ကလေးကအတူတူကြီးပြင်းလာခဲ့ကြတာနင်လည်းငါအကြောင်းသိတာပဲအခုနင်တို့အိမ်အခြေအနေကောင်းနေပြီဆိုတော့တို့အိမ်ကဖန်နယ်ပြောင်းကိုနင်တို့ကုမ္ပဏီမှာအလုပ်တစ်ခုလောက်စီစဉ်ပေးဖို့လူရန်ကိုပြောပေးလို့မရဘူးလားတို့နှစ်ယောက်ရဲ့ခင်မင်မှုကဘယ်လိုလဲဆိုတာနင်ကိုယ်တိုင်ပိုသိပါတယ်ဒါပေမဲ့ဖန်နယ်ပြောင်းကတို့ကုမ္ပဏီရဲ့အဓိကလုပ်ငန်းတွေကိုမလုပ်နိုင်ဘူးလေသူကစိုက်ပျိုးရေးထွက်ကုန်အွန်လိုင်းရောင်းဝယ်ရေးအကြောင်းနားမလည်ဘူးညီဘယ်လိုပဲဖြစ်ဖြစ်လူဟောင်းတွေပဲဟာကိုနင်ကဒီလောက်တောင်ရက်ဆက်ရတာလားလူရန်တို့ဘက်မှာရွာတွေပတ်စင်ပြီးပဲတွေလိုက်ဝယ်ရမယ့်အဝယ်တော့လိုအပ်နေတာတော့ရှိတယ်နင်ဖန်နယ်ပြောင်းကိုအင်တာဗျူးလာဖြေခိုင်းလိုက်လေအင်တာဗျူးအောင်မြင်မှပဲဆက်ပြောကြတာပေါ့ကျေးဇူးပါပဲနင်ငါ့ကိုပြစ်မထားဘူးဆိုတာငါသိတာပဲအင်တာဗျူးအောင်လို့အလောက်ခန့်မခန့်ဆိုတာကတော့သူ့ရဲ့ကိုယ်ပိုင်ရည်ချင်းပုံမှာပဲမူတည်လိမ့်မယ်လုပ်ငန်းခွင်စည်းကမ်းလူကျွန်တော်စောက်လုပ်ရေးပစ္စည်းအယောင်းဝယ်ပိုင်းမှာလောက်သက်10နှစ်ကျော်ရှိခဲ့ဘူးပါတယ်လူတွေနဲ့ဘယ်လိုဆက်ဆံရမလဲဆိုတာနားလည်ပြီးငွေကောက်တာအကျွေးတောင်းတာတွေကိုကျွမ်းကျင်ပါတယ်ဒါဆိုရင်အဝယ်တော်ဌာနကိုတွားလိုက်ပါအခြေခံလစာ200နဲ့ဝယ်ယူနိုင်တဲ့ပမာဏအပေါ်မူတည်ပြီးကော်မရှင်ခံစားခွင့်ရှိမယ်အစမ်းခံကာလ3လလူမှုဖူလုံရေးနဲ့ရန်ပုံငွေတွေကိုတော့ပုံမှန်အတိုင်းထည့်ဝင်ပေးမယ်အတည်ပြုခန့်အပ်ခြင်းရှိမရှိကတော့နေ့ရက်လှုပ်ဆောင်ချက်အပေါ်မူတည်လိမ့်မယ်ရရပါတယ်အလုပ်ရှိရင်ပဲဖြစ်ပါပြီချင်းသူငါ့ကိုအလုပ်တစ်ခုပေးတယ်အဝယ်တော်ဌာနမှာတစ်လ200နဲ့ကော်မရှင်နဲ့200ရတယ်လားသူကဘလို့မျက်နှာမျိုးနဲ့ပေးရတာလဲသူကုမ္ပဏီကနေတန်း200တောင်ရထားတာမဟုတ်ဘူးလားနင့်ကိုဒီလောက်လေးပဲပေးတယ်လားသူကဘာမလို့လဲနင်အတန်တိုးလုပ်ပါကုမ္ပဏီမှာလဲယာရုအလိုက်တတ်မှတ်ထားတဲ့စနစ်တွေရှိတာပဲလေကောင်းပြီလေနင်အရင်ဆုံးလုပ်နေလိုက်ဦးနောက်မှပဲတို့တွေဆက်ပြောကြတာပေါ့အခြေချင်းနင်တို့ကဘာပိုင်ခွင့်ရှိလို့ငါရဲ့တင်တာအောင်မြင်မှုကိုပယ်ဖျက်ရတာလဲငါရဲ့ဈေးနှုန်းကအစ်စ်မီတဲ့3ယောက်လုံးထပ်ပိုပြီးတက်တာသေးတယ်ကျိုးချန်နေ့ရဲ့ကုမ္ပဏီတင်တာစာရွက်စာတမ်းတွေမှာမကန်လုပ်ထားတဲ့ပြဿနာရှိနေတယ်အဲ့ဒါကိုတင်တာခေါ်ယူတဲ့အဖွဲ့ကစုံစမ်းသိရှိသွားတာ
တို့နဲ့ဘာမှမဆိုင်ဘူးနင့်မှာပြဿနာရှိရင်တင်တာခေါ်ယူတဲ့အဖွဲ့စီသွားရှာလိုက်ဟာဟာဟာမဆိုင်ဘူးဟုတ်လားနင်ကငါ့ကိုလူထင်နေတာလားဒါတွေအလုံးကလူရန်နောက်ွယ်ကနေမျိုးမသားလောက်ထားတာတေချာတဲ့ဒိုင်လူကြီးတွေကိုတွားပြီးလက်ထိုးထားတာနေမှာပေါ့သူ့ကုမ္ပဏီမှာအခုပတ်စံတွေရှိနေပြီပဲဒိုင်လူကြီးတွေကိုဝယ်လိုက်တာတေချာတဲ့လူရန်ကဒီစုကိုရဖို့အတွက်လုံးဝအရေးချင်းမရှိဘူးလွန်ခဲ့တဲ့9နှစ်တုန်းကပြည်내အစ်စ်ပြိုင်ပွဲမှာနင်ပဲသူ့ရဲ့ project စာအုပ်စာမျက်နှာတွေကိုခိုးလဲခဲ့တာမဟုတ်လားဒီတစ်ခေါက်ဖောင်တင်ကိစ္စကလည်းနင်ပဲလုပ်ခဲ့တာလေငါမိမကိုလက်နဲ့မထီနဲ့စောစောကဘသူရဲတိုင်လိုက်တာလဲကျမပါလူကြီးမင်းခင်ဗျာတစုံတစ်ယောက်ကလူကြီးမင်းကိုလူကိုယ်တိုင်လုံခြုံရေးချင်းချောက်မှုပြုလုပ်တယ်လို့တိုင်ကြားထားတဲ့အတွက်ကျွန်တော်တို့နဲ့အတူလိုက်ခဲ့ပေးပါလူကြီးမင်းလည်းထွက်ဆိုချက်ပေးဖို့အတွက်အတူတူလိုက်ခဲ့ပေးပါဦးလူကြီးမင်းရဲ့ဇနီးလည်းအတူတူလိုက်လာလို့ရပါတယ်နောက်ဆုံးတော့လေအေးချင်းချင်းဖြစ်သွားပြီပဲညီညီညကြရင်ဘာစားခြင်းလဲမေမေသမီးမေမေချက်တဲ့ဝတ်သားနီချက်စားခြင်းနဲ့သမီးဝတ်သားလေးပေးမယ်လေမလိုပါဘူးအခုတင်ချက်ချင်းအစင်တင်ဖြစ်တော့မှာပြည်စုံခြင်းနဲ့အနာဂတ်အိမ်မက်နင်ဒီနေ့ဒါရိုက်တာဖွဲ့စည်းဝေးပြီးသွားပြီမဟုတ်လား series ရန်ပုံငွေရှာဖွေမှုကဘယ်လောက်အထိအတည်ပြုနိုင်ခဲ့လဲတန်150ဒါဆိုရင်နင်ကအခုအချမ်းသာဆုံးသူဖြစ်သွားပြီပေါ့ခရိုင်ထဲမှာတော့ထိတ်တန်းစည်ရင်ဝင်ပေမဲ့ပြည်내အစ်စ်မှာတော့နည်းနည်းလိုပါသေးတယ်နင်တို့တွေစပြီးလက်ထက်တုန်းကအချိန်ကိုမှတ်မိသေးလားနင်တို့အိမ်ကိုတို့သမီးလာခေါ်တော့ကခီးဆောင်အိတ်ကိုတော့မနိုင်မနှင်းဆွဲခဲ့ရတာလေမှတ်မိတာပေါ့နင်အဲ့ဒီနေတုန်းကတန်းရောင်ကုတ်အင်ကြီးအရှိကြီးကိုဝတ်ထားတာလက်တွေဆိုတာအေးဆက်ပြီးမြည်ရဲနေတာပဲနောက်တော့နင်ငါ့ကိုရေနွေးဝတ်လာလုပ်ပေးခဲ့သေးတယ်လေလူရန်တို့တွေမှာအခုဆိုအရာအလုံးရှိနေပြီပဲဒါပေမဲ့တခုတော့လိုသေးတယ်မလောပါနဲ့ဦးရှိမရှိနင်ရှိနေဖို့ကသာအရေးကြီးဆုံးပါခမင်းခမတ်လိမ္မော်သီးတွေကိုမခွာပါနဲ့အောင်ညင်းညင်းယူလာပေးမှပဲစားကြတာပေါ့ဟုတ်ကဲ့လက်တွေကအလကားနေအလုံးမရှိဖြစ်နေလို့ဖေမကြသေးခင်ကကျမ်းမာရေးဘလို့လဲကောင်းပါတဲ့သမီးရဲ့သမီးရှာပေးတဲ့ဆရာဝန်ပေးတဲ့ဆေးကတကယ်အစွမ်းထက်တယ်သွေးတိုးလဲကျသွားပြီညဘက်တွေလည်းအိပ်ပျော်တဲ့ညင်းကြီးဖေသမီးနဲ့ကိစ္စတစ်ခုလောက်တိုင်ပင်ချင်လို့ပြောလေဖေသမီးရဲ့မိထွေးကရုတ်တရက်ကြီးပန်းပွင့်အိုးတွေအများကြီးယူလာပြီးမြို့ပေါ်ကိုလာလဲချင်လို့တဲ့သမီးကိုတတိယလို့တယ်လေသူတတိယတာကသမီးရဲ့တင်တောင်းငွေ3သိန်းကိုပါဖေကသမီးရဲ့အဖေရင်းမလို့ဘလောက်ကြာနေချင်းနေလို့ရတယ်သူလာချင်းရင်လည်းသမီးမတားဘူးဒါပေမဲ့သူလူရန်စီကနေပတ်စံတပြားမှရဖို့တော့မကြံစီနဲ့ပြီးတော့သမီးကိုလည်းသူ့ကိုအမေလို့ခေါ်ဖို့လုံးဝမမျှော်လင့်နဲ့အေးပါဖေသိပါတယ်ဖေကသူ့ကိုစားသမီးကိုပြောပြယုံတင်ပါသမီးမလုပ်ချင်ရင်လည်းထားလိုက်ပါတော့တော်ပါပြီသူ့အကြောင်းဘာလို့လာပြောနေတာလဲလေလူပြက်ပါလိမ့်မယ်ခမတ်အဲ့ဒီမိထွေးကိစ္စကိုတို့တွေမိထားလိုက်ကြဆိုညကြရင်တို့တွေဝက်ပေါင်စတူးစားကြမယ်လူရန်အစ်စ်ဝယ်ထားတဲ့လျှက်စစ်တဲ့အိုးကတကယ်ချက်ရပြုတ်ရတာမြန်တယ်ဟာရနေမျိုးဆက်တစ်ဘာတွေတွေးနေတာလဲတို့ရဲ့ပဲပြဆိုင်လေးအခုထိဖွင့်ထားတော့မဲလားလို့တွေးနေတာဖွင့်ထားတာပေါ့ငါအဖိုးကြီးချမ်းကိုလာစာပေးပြီးစီမံခိုင်းထားတာလေအွန်လိုင်းဆိုင်မှာလည်းအော်ဒါတွေအမြဲတမ်းရှိနေတော့မယ်အဖိုးကြီးချမ်းဆိုတာဟိုးလုံးကတို့ရဲ့ပဲပြ6ကအရသာရှိတယ်လို့ပြောခဲ့တဲ့အဖိုးကြီးမလားဟုတ်တယ်သူကနောက်ဆိုအနားယူသွားရင်တောင်ဆိုင်ကိုမပိတ်ဘူးတဲ့သူမလုံနိုင်တော့တဲ့အထိဖွင့်သွားမယ်နဲ့ပြီးတော့နင့်အတွက်သူကိုယ်တိုင်လှုပ်ထားတဲ့ကင်ချီတွေကိုလည်းခြံထားပေးသေးတယ်နင်ပြန်လာယူမဲ့အချိန်ကိုစောင့်နေတာတကယ်တော့တခါတရံမှာအခုလက်ရှိဘဝကြီးကအိမ်မက်နေရတယ်လို့ပဲငါတနေ့နေ့ကြရင်အိယာကနိုးလာပြီးမိဘအိမ်ကအခန်းချင်းလေးထဲမှာသတင်းစာတွေအောက်ကနေခံပြီးခြုံထားရတဲ့ဆောင်းအုပ်ကြီးအောက်မှာရောက်နေအောင်မလားလို့အမြဲတမ်းကြောက်နေမိတယ်အိမ်မက်မဟုတ်ပါဘူးအဲ့ဒီဆောင်းအုပ်ကြီးကိုငါအသိမ်းထားပေးပါတယ်တို့ရဲ့အိမ်ဟောင်းကဘီရိုထဲမှာတိတိကျကျထည့်ထားတာငါတခါတလေပြန်သွားကြည့်တတ်တယ်တို့တွေအရင်တုန်းကဆင်းရဲဒုက္ခဘယ်လောက်တောင်ခံခဲ့ရလဲဆိုတာကိုပြန်တတိပေးဖို့အတွက်ပေါ့အဲ့ဒီဆောင်းအုပ်ကြီးကိုနင်အခုထိသိမ်းထားသေးတယ်ဟုတ်လားလူရန်ငါနင့်ကိုပြောစရာကိစ္စတစ်ခုရှိတယ်ကိုဝင်ရှိနေပြီဆိုလိုတာက2 လရှိပြီလားငါကအခြေအနေနည်းနည်းပူပြီးတည်ငြိမ်သွားမှပြောမလို့စောင့်နေတာနေမင်းကိုတကယ်ပဲကျေးဇူးတင်ပါတယ်ငါကိုလက်ထပ်ပေးခဲ့တဲ့အတွက်တကယ်ပဲကျေးဇူးတင်ပါတယ်နောက်ကြရင်ကလေးကိုပြန်ပြောပြရမယ်နင့်အဖေကလွန်ခဲ့တဲ့နှစ်တွေတုန်းကခီးဆောင်အိတ်ကိုတော့မနိုင်မနှင်းဆွဲခဲ့ရတာအမေကသာပို့ပြီးတော်ခဲ့တာလို့ပေါ့နင်ကပူတော့ပါတယ်နင်ကအတော်ဆုံးပါပဲချင်းနဲ့အနာဂတ်ပန်းနိုင်နစ်စီလာပြီးအကူကြီးတစ်ခုတောင်းချင်လို့ပြောလေဖန်နယ်ပြောင်ကအဲ့ဒီအဝယ်တော်အလုပ်ကိုဖြုတ်ခံလိုက်ရပြီး3 လဆက်တိုက်တအော်ဒါမှမရလို့ကုမ္ပဏီကသူ့ကိုအလုပ်ထုတ်လိုက်တာသူကပင်ပန်းတဲ့အလုပ်တွေကိုလည်းမလုပ်ချင်ဘူးနေ့တိုင်းအိမ်မှာပဲဖုန်းထိုင်ကြည့်နေတာနင်ကငါ့ကိုသူ့အတွက်နောက်ထပ်အလုပ်တစ်ခုထပ်ရှာပေးစေချင်လို့လားမဟုတ်ပါဘူးငါကိုယ်တိုင်နေ့ကုမ္ပဏီမှာလာလုပ်ချင်လို့ထုတ်ပိုးတဲ့ဌာနရဲ့ထုတ်လုပ်မှုလိုင်းမှာပဲဖြစ်ဘာမဆိုလုပ်နိုင်ပါတယ်ထုတ်ပိုးတဲ့ဌာနမှာလူလိုနေတာတော့ရှိတယ်တလားစာလေး900လူမှုဖူလုံရေးနဲ့ရန်ပုံငွေပါတယ်မွန်းတက်စာလဲကျွေးတယ်နေမနေ့ပြန်အင်တာဗျူးလာဖြေလိုက်လေ
အလုံးရမရကတော့နင့်အပေါ်မှာပဲမူတည်လိမ့်မယ်ကျေးဇူးပါပဲညီညီတကယ်ကျေးဇူးတင်ပါတယ်ကဲတွားကြစို့အိမ်ပြန်ပြီးနင့်အတွက်ချက်စွပ်ပြုတ်ချက်ပေးမယ်လူကြားရတာတော့လူကြီးမင်းကတိုးပြည်နယ်ရဲ့အသက်အငယ်ဆုံးလယ်သမားစီးပွားရေးလုပ်ငန်းရှင်လို့သိရပါတယ်ရွာသူရွာသားတွေကိုဗာများစကားလက်ဆောင်ပြောချင်ပါတယ်ခင်ဗျာသူစန်းကြီးကိုကျေးဇူးတင်ပါတယ်အစတုန်းကသာသူမနဲ့မေမေတို့နဲ့ကူညီခဲ့ရင်ဒီကုမ္ပဏီကဒီနေ့အထိရောက်လာမှာမဟုတ်ပါဘူးပြီးတော့မြို့နယ်တဲကအဖိုးအဖွားတွေကိုလည်းကျေးဇူးတင်ပါတယ်အရင်တုန်းကတို့ရဲ့ပဲပြားတွေကိုဝယ်ယူအားပေးခဲ့ကြတဲ့သူတဦးချင်းစီတိုင်းရဲ့လူလူကြားတဲ့ကနာမည်ကောင်းကတို့ရဲ့အကောင်းဆုံးအမတ်တစိတ်ပါပဲသူကတိတ်တိတ်လေးပဲရှိသေးတာအခုမှမွေးခါစားဆိုတော့ဒီလိုပဲပေါ့ရင်သွေးလေးနေ့အဖေကငငယ်တုန်းကနှစ်လောက်မလိမ့်မဘူးနော်သူငိုလိုက်ရင်တရွာလုံးကခွေးတွေအကုန်လုံးလိုက်ဟောင်ကြတာ